အားလုံးမင်္ဂလာပါခရူမှုပွဲပေါ့နော်ကျွန်တော်ဒီနေ့ဆရာတော်မြတ်ကြီးကိုဥတုဇနာတည်ထားတဲ့ဖရာတဏီယာကိုရောက်ရှိနေတာဖြစ်ပါတယ်အဲ့ဒီဖရာကတော့မဲ့ဝမ်းမှာတည်ရှိတဲ့ဖရာဖြစ်ပါတယ်ဗျဒီဖရာဟာဆိုရင်ထိုင်းဘုန်းကြီးတွေလာနေပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကရင်ဘုန်းကြီးတွေတပားမှတော့မရှိတော့ဘူးပေါ့ဗျာအဲ့ဒီဖရာရဲ့အခုအခြေအနေဘယ်လိုရှိလဲဘယ်လိုပြောင်းလဲမှုတွေရှိတော့ပြီလဲဆိုတာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ရပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ကြည့်ကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျကဲအခုကျွန်တော်ဇီဒီနားမှာရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်ရဲ့အရှိတ်ဘက်မှာဆိုရင်ဇီဒီဖြစ်တယ်ပြီးရင်ဒီဘက်မှာဆိုရင်ဆရာတော်ရဲ့ရုပ်ထုတော်လောက်ထားတဲ့နေရာဖြစ်တယ်ပြီးတော့ဒီဝါကြောင်းလေးလည်းရှိတာပေါ့နော်ကျွန်တော်မြင်တွေ့ရတဲ့အခြေအနေလေးကတော့ဟိုးလမ်းကျွန်တော်တို့ဝင်လာတဲ့လမ်းကနေပြီးတော့အခုဒီဘုရားတိဟာဆိုရင်ဇီဒီတွေကိုတော့စီးရောင်တွေပြန်တုတ်ထားတယ်ဗျာနော်ဒါပေမဲ့ထိုင်းဘုန်းကြီးတွေကြတော့ကရင်ဆရာတော်တွေလောက်ထားတဲ့လက်ရကိုတော့မဖြစ်စီဘူးထိန်းသိမ်းထားတာပေါ့နော်ဒီဆရာတော်ရဲ့အကြောင်းဟာဆိုရင်လည်းတော်တော်လေးကိုပြန်ပြီးတော့ပြုပြင်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကရင်ဘုန်းကြီးမရှိပေမဲ့လည်းဒီကရင်ဆရာတော်တွေကရင်တန်ဃာတော်တွေလောက်ထားတဲ့လက်ရတွေကတော့ပုံမှန်တန်ရှိနေစေပဲဗျာနော်ဒီထက်ကောင်းအောင်တော့သူတို့ဖိမ့်သိမ်းတွားမယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီကြိုက်ထီရိုးဖျားရှိတဲ့ဘက်ကိုတော့ပြပေးမှာဖြစ်ပါတယ်ဗျာနော်ရင်ခုန်တဲ့မင်းချလေးနဲ့နားထောင်ပါအောင်စေကြောင်းသားမောင်ရဲ့ချီရင်မောင်လာကူပေးဒီမပေါ်နိုင်ရောကခုလိုချက်သိပြီမနေမင်းရဲ့ချစ်စစ်တလေးနဲ့မောင်လာကူပေးရင်ခုန်တဲ့မင်းချလေးနဲ့နားထောင်ပါအောင်စေကြောင်းသားမောင်ရဲ့ချီရင်မောင်လာကူပေးဒီမပေါ်နိုင်ရောကခုလိုချက်သိပြီမနေချစ်စစ်တလေးနဲ့မောင်လာကူပေးဘနာပင်လေးအောက်တို့ထိုင်ဆောင်စားခွေခန့်တဲ့ကတာနဲ့အသေးကိုခွင်